ကျွန်တော်တို့ band The Reasonable List ပါတဲနူနဲ့စတည်ကျွန်တော် guitar တီးတော့အဲ့လိုတဲနူကိုစတည်ပြီးတော့မှတီးပါဘောလို့မျိုးကျွန်တော်ကတော့အဲ့လိုတီးတာတော့တော်တော်ကြာပြီဒါပေမဲ့တီးစာထားထောင်ပြတာတော့ဒီ band စလုပ်ဖြစ်မှာပေါ့နော်ရေတော့ဆိုကျွန်တော်တို့အဲ့လို10တန်းအောင်ပြီးတော့လက်ဖက်ရည်ဆိုင်တွေပါထိုင်နေချိန်အဲ့လိုလူကြီးတွေပါအဲ့လိုဖွင့်တာပေါ့ပါပြအောင် coffee ဆိုင်လားပါသူဆိုင်ဟုတ်တယ်အဲ့ပါစကြဘူးကျွန်တော်တို့ကျွန်တော်ကျတော့အဲ့လို guitar တီးတာရောဒီ vocal ဆိုတာကျတော့ Uderic ကျတော့အဲ့လိုသူက lead တီးနေအရင်ကဟိုလိုဆိုတာဆိုတော့ကျွန်တော်အိတ်ပုတ်လည်းအရင်ကြိုက်တယ်ပါဒီပွဲမှာလည်းဖြစ်နိုင်ရင်ကျွန်တော် lead တီးဆိုပဲပေါ့သူနဲ့အဲ့လို share လုပ်ပြီးတော့ပေါ့နော်တပုတ်လို့ကျတော့လေဆိုနေနေကြကျွန်တော်စာသားမှတ်တာအရင်ညံ့ဒါပထမဆုံးသူများချင်းအဲ့လိုဆိုရမှာဆို pressure လည်းပုံများတယ်ကွာကျွန်တော်ကိုချင်းကိုဆိုတာကြတော့ဘာမှမဖြစ်ဘူးဆိုပြီးတော့အဲ့ဒါကျွန်တော်တို့ပထမဆုံးပဲတယောက်ရဲ့တခြင်းကိုပြန်ဆိုရဲဆိုတာ band အတွက်ပထမဆုံးပါဟုတ်ဟိုဦးတဲ့အဲ့ chord progression တွေပါအဲ့လောက်တာကျွန်တော်တော်တော်သဘောကျတယ်တခြင်းတွေအကုန်လုံးက YouTube တို့တခြားဒီ streaming app တွေကပဲနားထောင်မှုတာဆိုတော့ဗျာလူချင်းတွေ့ရဖို့ကြတိတ်တွေ့ရဖို့ဆိုတာအဲ့လိုမျိုးမဲ့တရားတော့ကျွန်တော်တို့မှသိမရှိဘူးဘယ်လိုပဲဖြစ်ရမှာရန်ကောင်းတာပေါ့လူတွေတခြင်း range အစုံနားထောင်နေဆိုတာကိုပြောလို့ရတဲ့ပုံစံတစ်ခုပေါ့ဗျာကျွန်တော်တို့ကတော့ဒါအများကြီးလက်ခံပါတယ်ကြိုလဲကြိုဆိုပါလူငယ်တွေအဲ့လိုတခြင်းတွေရှာပြီးတော့နားထောင်ပြီးတကယ်တန်ဖိုးထားကြရန်စိတ်လှုပ်ရှားနေပါတယ်ဟုတ်အဲ့လို pressure ပေါ့ကျွန်တော်တို့၄ယောက်လုံးအတွက်ပုံမှန်မဟုတ်တဲ့ကိစ္စဗျာချင်းကလည်း Angle Derry ရဲ့တခြင်းဖြစ်နေတယ်ဗျာအဲ့ pressure ကလည်းများရပေါ့နော်ဆိုတော့အကောင်းဆုံးလုံးနိုင်မယ်ညှော်လင့်ပါတယ်ကျွန်တော်တို့၄ယောက်လုံးကျွန်တော်စူးစမ်းထားပါမဟုတ်ဆုံးကတော့ဟိုတခြင်းတွေအများကြီးဒီထက်ပိုပြီးကြားကြမှာသေးတယ်ပြီးရင်ကျန်းကျန်းမာနဲ့အများကြီးတခြင်းတီးနိုင်ပါတခြင်းလည်းထုံးနိုင်ပါ live ဒီမှာလည်း live အများကြီးဆိုနိုင်ပါဆိုတာကိုကျွန်တော်တို့မြင်ချင်ပါသေးတယ်လို့တခြင်းထုတ်ခဲ့တဲ့တခြင်းတွေတွေလည်းကျေးဇူးပါကျေးဇူးပါဟုတ်ကဲ့ပါ inspire ဖြစ်ပါတယ်ကျွန်တော်အများကြီးပွဲကြီးလည်းလာခဲ့ပါဖိတ်ခေါ်ပါဗျာ ဟုတ်ကဲ့ bonus The Derry Miller Experience